တယောက်ကစိတ်တော့ကတွေပြီးရင်ခံစားမနေဘဲနဲ့ဘဝကိုအမြန်ဆုံး move on နိုင်တဲ့ရာသီကွင်း၅ခုအကြောင်းကိုပြောပြမယ်။အဲ့ဒါတွေကတော့ Sagittarius, Aquarius, Aries, Gemini နဲ့ Leo တွေပဲဖြစ်ပါတယ်။ဒီရာသီကွင်း၅ခုမှာပါတယ်ဆိုရင်ဒီဗီဒီယိုကိုကြုံမသွားဘဲနဲ့အဆုံးထိကြည့်ပေးပါ။ Sagittarius တွေကတော့ငါရဲ့လွတ်လပ်မှုကိုပို့ပြီးတန်ဖိုးထားတယ်။နင်တို့ပေးတဲ့စိတ်တော့ကကြောင့်ငါရဲ့လွတ်လပ်မှုတွေပျော်ရွှင်မှုတွေကိုဆုံးရှုံးမခံနိုင်ဘူးဆိုပြီးတော့ဘဝကိုအေးအေးဆေးဆေးဆက်ပြီးတော့ move on ရှေ့ဆက်သွားတာကတော့ Sagittarius ဖြစ်ပါတယ်။လူကပလစ်လိုက်ဒီလူကပလစ်လိုက်အမြဲတမ်းနောက်ဆုံးမှာတော့သူတယောက်တည်းကျန်ရင်ခဲ့တာဖြစ်တဲ့အတွက်ပေးတဲ့စိတ်ဒုက္ခလောက်ကတော့ငါအတွက်က November ပဲ brother ဆိုတဲ့အတိုင်းပဲမတိုးတော့ဘူးလူကခံစားရတာများတော့ထုံပေပေဖြစ်နေပြီ။မဲ့ပြုံးလေးပဲပြုံးပြီးတော့ဘဝကိုရှေ့ဆက်သွားတာက Aquarius ပါ။ Aries ကတော့ကောက်ရုံးမီလိုမျိုးဘောသားနဲ့ကောက်ရုံးမီလိုစိတ်ခံစားမှုမြန်တဲ့အတွက်မသိလိုက်ခင်မှာပဲ auto move on သွားတာကတော့ Aries ပါ။ Gemini ကတော့အမြဲတမ်းဥပညွန့်ရဲ့ချက်ဒုက္ခလေအမြဲတမ်းနှစ်မျိုးနှစ်ခွဘယ်ဟာကိုစိတ်ကောက်ရမလဲဘယ်ဟာကိုခံစားရမလဲဝေကွဲမရမြေပဲမှဖြစ်နေတဲ့အချိန်မှာပဲတကယ်ခံစားရတဲ့ဟာက move on သွားပါပြီ။သူကခက်ခက်ခဲခဲ move on စရာမလိုဘဲနဲ့ auto ပဲ move on ပြီးသားဖြစ်သွားပါတယ်။ကဲ Leo ကတော့တောဘီရင်ဆိုတဲ့အတိုင်းပဲရတယ်ကြိုက်တဲ့စိတ်တော့ကတွေလာရာမှငါရဲ့မာနလောက်အရေးမကြီးဘူးအဲ့မာနကိုသာလာမထိနဲ့ငါတို့ကစင်မော်ကပဲဆိုတဲ့ Leo တွေပါပဲအခုကြည့်နေတဲ့အထဲမှာဒီရာသီကွင်း၅ခုကလူတွေပါတယ်ဆိုလို့ရှိရင်ဘယ်နှချက်လောက်မှန်လဲဆိုတာကိုဆရာမကိုမှတ်မှရှိပေးခဲ့ပါဘယ်ရာတွေသိကျင်နေဆိုတာကိုလည်းမှတ်ခဲ့ပေးပါခက်ခဲတစ်ခုခုရှိလို့ဖြစ်စီခြေရဲ့အိမ်အောင်ရဲ့သိကျင်လို့ဖြစ်စီဗီဒီယိုမေးမယ်ဆိုရင်ဆရာမရဲ့ Viber မှာလာမေးနိုင်ပါတယ်